ဒီနေ့ဗီဒီယိုထဲမှာတော့ Minecraft ထဲမှာပဲဖြစ်ပြီးတော့ Recraft ထဲမှာကျွန်တော် survive လုပ်သွားမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်နေဖို့အတွက်စာပေတစ်ခုကိုအကောင်းဆုံးဆောက်သွားမှာပဲဖြစ်ပါတယ်ပါဖီသွားမှာကိုသိချင်တော့ဗီဒီယိုဆုံးလေးကြည့်ဖို့ပြောချင်ပါတယ်ပြီးတော့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးများတင်ပါတယ် Okay ဗီဒီယိုစလိုက်ကြရအောင်โอเคสปุ้นလာပါပြီwhat ရေခဲပေါ်မှာစပွန်းလာပါတယ်ကုန်းပေါ်မြင်သွားမယ်အိုးဟိုမှာတပင် let's go တပင်ခုတ်ကြအောင် Oh my god ကောင်းနေအများကြီးပဲအစားတော့စိတ်ပူစရာမလိုတော့အဲ့လိုနဲ့ပဲကျွန်တော် crafting table crab လိုက်ပြီးတော့ wooden tool တွေ crab လိုက်ပါတွေ့တဲ့ကောင်ရင်အကုန်လုံးကို PVP ချလိုက်ပါပြီးတော့ stone လေးလည်းတမိုင်းခဲ့ပါတယ်နေလုံးကြည့်လိုက်တော့တောင်ထဲတောင်ဝင်သွားတယ်မယ်ပေါ့နော်ကျွန်တော်လည်းအမြန်ဆုံးအရာ crab လိုက်ပါတယ်ဟိုမှာကြည့်ပါဦးလာရက်တော်တော်လေးကိုတာနေရပေါ့နော်အရက်ကိုမိုက်ပါတယ်နောက်တစ်မနက်မှလည်းကျွန်တော်အစာကိုပဲထပ်ပြီးတော့ရှာခဲ့ပါတယ်ရှောက်သွားနေရင်အရက်နေချီရှာကောင်းတဲ့နေရာတွေတွေ့ခဲ့ပါတယ်နေမဲဆိုပြီးကျွန်တော်လည်းတွားကြည့်ခဲ့ပါတယ်အဘက်ကန်ကိုရောက်တော့ကျွန်တော်ခွေးလေးတစ်ကောင်နဲ့တွေ့ခဲ့ပါတယ်ပြီးတော့အဘက်ကန်မှာတောအုပ်တွေတစ်ပင်တွေထူထပ်နေလို့ကျွန်တော်လည်းနည်းနည်းပါရှင်းလိုက်ပါတယ်infantry ပြည့်နေရလဲကျွန်တော်လည်း chest crab လိုက်ပြီးတော့ပစ္စည်းတွေကို chest ထဲမှာတင်ထားလိုက်ပါတယ်ညရလို့အိမ်မဲချိန်မှာပဲပြီးစမီတကောင်ပေါ်လာပြီးတော့ကျွန်တော်လာချပါတယ်ကျွန်တော်လည်းမနှင်းပြေးလိုက်ရပါတယ်သူ့ကိုနဲ့ပြီးပို့ပြီးတော့ကျွန်တော်လည်းအေးဆေးဆေးလာအိတ်လိုက်ပါတယ်နောက်နေ့မှာတော့ကျွန်တော် sugar cane လေးတွားဆိုင်လိုက်ပြီးတော့ farming လေးလည်းလုပ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်နေရာမှာ zombie ပေါ်လာမှာဆိုလို့စိုးရင်ရတဲ့အတွက်ကြောင့်ကျွန်တော်မီးလေးလိုက်ထွန်းလိုက်ပါတယ်ပြီးတော့တစ်ပင်လေးထပ်ပြီးတော့တွားရှင်းခဲ့ပါတယ်မင်းကြီးမညာဖြစ်နေတဲ့မြေကြီးကျွယ်လေးလာရှင်းလိုက်ပါတယ်နောက်နေ့မှာတော့ကျွန်တော် mine queen ဟာတူးခဲ့ပါတယ်ကိုတိုင်လုတ်တဲ့ mine queen လေးပေါ့နော်ကူရှာလို့မတွေ့လို့ကျွန်တော်ကိုတိုင်လာတူးရပေါ့နော်လာတူးရအနေပဲခိုးလေးတေးခဲ့ပါတယ်အဲ့နဲ့ကျွန်တော်လည်းအကုန်ယူလိုက်ပါတယ်အလုံးယူပြီးလိုက်ချိန်မှာတော့ကျွန်တော်အောက်ကိုပဲဆက်တူးဆင်းသွားခဲ့ပါတယ်တူးဆင်းသွားနဲ့လာဗစ်လက်ဆူလီတဲ့ပဲအဲ့ဒီချိန်မှာကျွန်တော်အကုန်ကျုံးဝင်ပေါ့နော်ကျုံးပြီးတော့အောက်ကိုပဲထပ်ဆင်းလိုက်တယ်အိုင်းရုံလည်းမိုင်းခဲ့ပါတယ်တွိုင်းနဲ့ကျွန်တော်ကူကြီးတစ်ခုတေးခဲ့ပါတယ်ပြီးတော့ zombie တွေလည်းတေးခဲ့ပါတယ်သူတို့ကိုလည်းချလိုက်ပါတယ်ပြီးတော့ကူထဲမှာတွေ့တဲ့အာယုံတွေခိုးတွေနဲ့ပစ္စည်းတွေကိုကျွန်တော်လိုက်ကျုံခဲ့ပါတယ်ဟိုးဒီခါနီးပါပဲအတနေလေးပဲကြံတော့ပါမရောက်တော့ကျွန်တော်အပြင်ထွက်မှဖြစ်တော့မယ်ဟိုကူပြင်ထွက်တော့မယ်အဲ့လိုနဲ့ပဲကျွန်တော်ကူပြင်ကိုစပြီးတော့ထွက်လာခဲ့ပါတယ်ပြီးတော့ထွက်လာတဲ့အချိန်မှာပဲကျွန်တော်ရှုကားခင်းနေအရင်ကိုကြီးနေမြတော်တော်လေးကိုမိုက်ပါတယ်ပြီးတော့ရလာတဲ့ပစ္စည်းတွေအကုန်လုံး chest ထဲမှာပဲလာတင်ချလိုက်ပါတယ်ပြီးတော့ရှုကားခင်းနေကြီးနိုင်ဖြစ်တဲ့အတွက်ကျွန်တော်လည်းတွားရိတ်လိုက်ပါတယ်ရိတ်ပြီးတော့ပြန်ဆိုင်လိုက်ပါသေးတယ်အခုကျမှတော်တော်လေးကိုကြည့်လို့ကောင်းသွားဟင်ပေါ့နော်နောက်တစ်နေ့မှာတော့ကျွန်တော်အိမ်လေးကိုဆက်ဆောက်ခဲ့ပါတယ်ကျွန်တော်ကနေရာမရှိသေးလို့ပေါ့နော်အပြင်မှာပဲအိမ်နေရ
ကြာကြီးမှကြာကြီးဆောက်ပြရတဲ့အချိန်မှာတော့တလောက်ပြရခဲ့ပါပြီအောက်ဘက်ချက်ပဲပြီးတည်ရပေါ့နော်အထဲမှာဘာမှမရှိသေးပါဘူးအပေါ်ချမ်းကြာမှလည်းပြီးတော့ဒီမှာကြည့်အောင်ကျွန်တော်အိမ်ဆောက်တာဘယ်လောက်ကြာပြီလဲဆိုတော့ရှိုးကခင်းအောင်ကြီးကုန်ပြီပေါ့နော်ဟာချမ်းတာပြီးကျွန်တော်ရှုကခင်းနေရှိပြီဆိုတော့โอเคကြည့်လိုက်ဦးမယ်โอเคone stack ကျော်ဆိုတော့ပြီပေါ့နော်ညပါရဲ့တလောက်လဲအဲ့ဒါပြီးတော့ကျွန်တော်အိမ်ကိုပဲဆက်ပြီးတော့လုပ်နေခဲ့ပါတယ်နေ့မနာညမနာပဲနဲ့ဆက်လုပ်နေခဲ့ပါခင်ဗျာအောင်ပိုင်းတော့ပြီးသွားပြီပေါ့နော်အခုကျွန်တော်ဘာလုပ်မှလဲဆိုအပေါ်တက်ဖို့လေကားလုပ်နေရပေါ့နော်အပေါ်ပိုင်းစောက်ဖို့ပဲကြံမှာတော့ရအခုကတော့အဲ့လိုလည်းပဲကျွန်တော်အပေါ်ပိုင်းကိုဆက်ပြီးတော့စောက်ခဲ့ပါတယ်စောက်တော်တော်လေးကိုကြာပြီဗျပြီးတော့ကောင်းလေးမူးပါရဲ့ဒါပေမဲ့ကျွန်တော်ပြေးစရာမကောင်းခဲ့ပါဘူးကျွန်တော်လည်းကြိုးကြိုးစားစားပြီးတော့စောက်တာပေါ့နော်โอเคအခုဆက်တော့ကျွန်တော်အိမ်ရဲ့ဒီဇိုင်းလေးတော့ပြီးသွားရင်ပေါ့နော်ခေါင်းမိုးလို့ပဲကြာမှာတော့โอเคကျွန်တော်ခုနစတဲ့အတိုင်းကိုပဲပြန်စလိုက်ပါမယ်လာစမ်းရအောင်ငါ့အိမ်ကိုဖြည့်ဆည်းချင်တဲ့ကောင်1 by 1กว่าလာစမ်းโอเคနောက်ဆုံးတစ်ချက်ပေါက်မှာလားဟမ်အော်မတီးသေးဘူးလားနောက်ဆုံးတစ်ချက်โอเคဒီကောင်တီးသွားပြီစောက်ပြီးတော့ကျွန်တော်အိမ်ဘေးနားတဂရိတ်ဆင်းနေလာစင်လာရဲ့အခုကြမှာကျွန်တော်တကယ်စောက်ပြီးတော့ပါပြီခင်ဗျာဒါပေမဲ့ကြည်လို့တော့တော်တော်လာရပေါ့နော်ဘယ်လိုဖြစ်ကျွန်တော်ကတော့အခုဒီ episode မှာတော့ကျွန်တော်တာလေးပဲပြီးနိုင်ခဲ့ပေါ့နော်ကျွန်တော်က support data လည်းမရှိဘူးပစ္စည်းလည်းမရှိဘူးဆိုတော့ပြီးတော့ကျွန်တော်အိမ်ရဲ့ထဲပိုင်းကိုလည်းကျွန်တော်နည်းနည်းလေး degree ဆင်းလိုက်ပါတယ်ပစ္စည်းတွေကိုလာထားပါနော်အဓိကကတော့ပြီးတော့ကျွန်တော်အိမ်ပြင်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးလည်းကျွန်တော်အိမ်ထဲမှာလာထားလိုက်ပါတယ်โอเคညပါရရောက်ပြီဆိုတော့အိတ်ဖို့ချိန်ရောက်ပါပြီကျွန်တော်အိမ်ရလေးပေါ်မှာအိတ်လိုက်မယ်โอเคမိုးရင်းလာပါခင်ဗျာဟိုဒီမှာကျွန်တော်အိတ်ရပေါ်ကပတင်းပေါက်ပေါ့နော်ပတင်းပေါက်ကနေပြီးတော့ကျွန်တော်နေဝင်ချိန်နေထွက်ချိန်ပေါ့နော်နေထွက်ချိန်တွေ့နေရအရဲအောင်မိုက်ပါပြီးတော့ကျွန်တော်အောက်ထပ်ကိုဆင်းသွားမယ်တကားထွက်လို့မရအောင်โอเคကျွန်တော်ပြန်ပိတ်လိုက်အောင်ပြီးတော့နေထွက်ချင်းတော်တော်လေးကိုမိုက်ပါတယ်ပြီးတော့ရှူကန်ခင်းတွေလည်းကြီးကုန်ပြီပေါ့နော်ပြီးတော့ family လည်းကြီးကုန်ပြီတော်တော်လေးကိုတိုက်ရလာပါဟိုမှာစပုတ်ပဲကျွန်တော်အရင်တော့ဟိုစပုတ်တိုက်ရမတွေးလိုက်ကျွန်တော်ထားလိုက်ပါโอเคပါဘရိုကျွန်တော်ဒီနေ့မှာကျွန်တော်အိမ်လေးစောက်ပြီးတော့ပါပြီ
အာယုံအာမဆိုရင်လည်းရရင်ပေါ့နော်ဖက်နဲ့ပဲရပါတယ်ဒါပေမဲ့ကျွန်တော်ကနောက်ပိုင်းကျမှပြန်ရှာတော့မယ်ပေါ့နော်အာယုံအာမလေးပါလေးဆိုတော့အခုကျတော့ရှာလို့မရတော့ပါဘူးပြီးတော့ဒီနေ့ episode လေးကိုဒီလောက်မှပဲအဆုံးသတ်ပါတော့မယ်ဘရိုတို့နောက် episode ကိုကြည့်ချင်တယ်ဆိုရင်တော့ပြီးဒီ episode လေးကိုလည်းကြိုက်တယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လေးနဲ့ကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်ပြီးတော့အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော် episode 2ထပ်တင်သွားမှာဖြစ်တဲ့အတွက်မလွတ်သွားအောင်လို့ like and subscribe လေးနဲ့လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲ bye